မိုးကုတ်မိုးမိတ်ပြန်ပေးလိုက်ရတဲ့အပေါ်တကယ်ပေးဆက်ရနစ်နာသူတွေကိုတောင်းပန်ခြင်းပါတယ်။ရင်ထဲလှည့်လှည့်လေးလဲနာကျင်ရတာမို့အနှုတ်ညွတ်တောင်းပန်ပါတယ်လို့တောင်းတ TNL ရဲ့အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာဘုံကျော်ကဒီဇင်ဘာလ1ရက်မှာသူ့ရဲ့လူမှုကွန်ရက်ကနေပြောလာပါတယ်။ကြီးနဲ့ဗတ်ချက်ငွေကြေးမရှိတာအပြင်တပ်ဖွဲ့ဝင်အင်အားယွန်နေလာလို့မိုးကုတ်မိုးမိတ်ကိုအပြည့်ရခဲ့ရတယ်လို့လဲဆိုပါတယ်။ဗိုလ်ချုပ်တာဘုံကျော်ပြောဆိုထားတာကတောင်းနိုင်ငံရေးရဲ့ပန်းတိုင်တစ်ခုဟာမိုးကုတ်မြို့ကိုတအောင်းပြည်နယ်ပြန်ပါအောင်ကြိုးပမ်းရေးဖြစ်တယ်။ရှေးရခင်နှစ်ပေါင်းထောင်ချီကလေးကတအောင်းလူမျိုးတို့တည်ထောင်တဲ့မိုးကုတ်ဟာတအောင်းလူမျိုးလက်ထက်ပြန်ရောက်ရမယ်လို့ရည်မှန်းထားပါတယ်။အခုတော့လက်ထက်ရောက်တဲ့ကိန်းမုံကိုမစားရပဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရပါတယ်လို့ပြောဆိုခဲ့ပါတယ်။ကမ္မကုံသိရင်တော့ကြိုးစားသူတွေအတွက်ရက်လက်ရှိစမြဲပဲလို့ယုံကြည်ကြောင်းတစ္ဆာဖောက်လို့ပပဆက်ဆက်ပြောသူတွေကိုတော်လိုင်းရေးနှလုံးသေချာပြန်သုံးသပ်ပြီးအချီတရားတွေကိုလက်ကင်ထားစေခြင်းကြောင်းပြောပါတယ်။နယူးတော်လိုင်းရေးမှာစနစ်ကျော်တိဆောက်ထားတဲ့အရင်းမြစ်တွေနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့ကြောင်း3 နှစ်4 နှစ်ကာလအတွင်းအင်အားထောင်ချီပေးဆက်အရင်ပြုခဲ့တာကြောင့်လက်နက်အကျွေးဒေါ်လာဘီလီယံရှိအကျွေးတင်ထားတယ်လို့လည်းဗိုလ်ချုပ်တာဘုံကျော်ကပြောဆိုခဲ့ပါတယ်။အာနာရှင်နေရန်ကိုခေါင်းနဲ့တင်းဝင်တိုက်လို့ဦးကောင်းကသွေးချင်းหนีရဲလို့တေမလောက်ပါပဲ။ဗမာတွေဒီလေးခေါ်လို့လိုက်မပါနိုင်ပေမဲ့မိယာအရှင်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်။တကယ်132ခွန်လို့တော့ဘယ်ဒီလေးကမှလက်တွေပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်စွာရွာကအိမ်သူတွေလည်းလင်ရင်ဘုံတန်တင့်ကြရတယ်လို့ပြောဆိုခဲ့ပါတယ်။ TNL မွေးထုတ်ပြိုးထောင်ပေးခဲ့သူတွေကတော့မိုးကုတ်ကိုပြန်သိမ်းတာမြင်ကျင်တယ်လို့ဗိုလ်ချုပ်တာဘုံကျော်ကဆက်ပြောပါတယ်။132ခွန်စစ်စင်ရေးအတွင်း TNL နဲ့မဟာမိတ်တော်လှန်ရေးတပ်တွေပူးပေါင်းပြီးမိုးကုတ်နဲ့မိုးမိတ်မြို့ကိုသိမ်းခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်တရုတ်ကြားဝင်မှုနဲ့တရုတ်နိုင်ငံကူမင်းမြို့မှာစစ်တပ်နဲ့ TNL ရဲ့9ချိန်မြောက်ဆွေးနွေးပွဲဆုံးဖြတ်ချက်အရမိုးကုတ်နဲ့မိုးမိတ်မြို့ကနေ TNL တပ်တွေဆုတ်ခွာပြီးနှစ်ဖက်အပြည့်ရဖို့သဘောတူခဲ့ကြပါတယ်။